နောက်ပြီးမှဒီ content monetization setup ပေါ်နေတာပေါ့နော်ကျွန်တော်မစောက်ဖဲထားတာပေါ့နော်ကျွန်တော်ဒီနေ့တော့စောက်ကြည့်လိုက်တော့မယ်ပေါ့နော်โอเคတော့ guest started ကိုနှိပ်လိုက်မယ်အော်ဒီ Facebook monetization စောက်တဲ့အခါမှာဆိုအဓိကအရေးကြီးတဲ့အချက်ကတော့ဒီ payout ကောင်းပေါ့နော် payout select လုပ်တဲ့အခါမှာဆိုရင် information အမှန်တွေဖြစ်နေရမယ်ပေါ့နော်ကျွန်တော်ကတော့စောက်ပြီးသားဖြစ်တဲ့အတွက် payout ကိုတော့စောက်မပြပေးတော့ဘူးပေါ့နော် payout ဖွင့်ပြီးတော့ကျွန်တော် basic ကို YouTube မှာတင်ပေးထားတယ်ပေါ့နော်ပြီးသားပြီဆိုတော့သူ့ရဲ့10နေကိုတော့ကျွန်တော်တို့ agree လုပ်ပေးလိုက်ပေါ့နော်10 condition ကို agree လုပ်ပေးလိုက်ပေါ့နော်ပြီးတော့ပြီဆိုတော့ select account ကိုတစ်ချက်နေလိုက်ပေါ့နော် okay ပြီးတော့ပြီဆိုတော့ next ကိုနှိပ်မယ်message မှာ payout account ကဘယ်နှ account ရှိလဲပေါ့နော်ကိုကအသစ်ပြန်လုပ်ချင်တာဆိုလဲဒီမှာ create ကနေလုပ်လို့ရတယ်ကျွန်တော်ကတော့အရင်ရှိပြီးသား account နဲ့ကျွန်တော်လုပ်လိုက်တော့မယ်ပေါ့နော် okay အဲ့တော့ပြီးတော့ပြီဆိုတော့တစ်ချက် next ကိုနှိပ်မယ်ပေါ့နော် okay ပြီးတော့ပြီဆိုတော့ done ကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ပြီးသားပြီဆိုတန်းအောင်နေလိုက်ဒါဆိုရင်ကျွန်တော်တို့ပြီးသားပြီဆိုတော့မှ submit ကိုနှိပ်လိုက်ပါတော့ဒါဆိုရင်ကျွန်တော် monetization ရသွားပြီပေါ့နော်ဒီမှာ success you are ready to start anyway content monetization ဆိုပြီးတော့လာပြပေးပြီပေါ့နော် okay ဒါဆိုရင် message တို့ဒီပုံနေစာရီကနေစပြီးတော့ပြဆက်ဝင်တော့မယ်ပေါ့နော် okay ဒါလေးမြောက်ပြီးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ